အလင်းညာတွေမဟုတ်ပဲတတိယရောက်လောက်ကြဖို့အသိပေးလာတဲ့ခိုင်နေဝေအားလုံးပဲမင်္ဂလာပါရှင်ခုဆိုရင်ခိုင်နေဝေကလက်ရှိဖြစ်ပေါ်သွားပြီးပျက်စီးဆုံးရှုံးမှုအများပြားခဲ့တဲ့မြင်းကလင်ဘေးအန္တရာယ်အတွက်အဓိကလိုအပ်ချက်ရှိတာတွေမှာအရှိဆုံးကနေပါဝင်လူတန်းထောက်ပံ့ပေးနေရရှိပါတယ်ခိုင်နေဝေကတော့သူကရန်အလူငွေတွေကိုကောက်ခံပေးနေပြီးပျက်စီးဆုံးရှုံးမှုများတဲ့နေရာတွေကိုသူကရန်တွားရောက်လူတန်းထောက်ပံ့ပေးနေပါတယ်ခိုင်နေဝေကတော့အခုငလင်ဘေးကြောင့်အတော်လေးကိုထိခိုက်ပျက်စီးမှုများခဲ့ရတာကြောင့်ရေရှည်စီမံဆောင်ရွက်ပြီးကုညင်ဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။အခုစိန်ခိုင်နေဝေကသူစီကိုလူတန်းပေးနေကြတဲ့အလူငွေတွေကိုစရင်စရာနဲ့တေချာပြကအာကျိုးမှန်တဲ့နဲ့ဆောင်ရွက်ကုညင်ပေးနေတာဖြစ်ပါတယ်။ခိုင်နေဝေကတော့ပရာဟိတလူတွေမှာစ조사ဆောင်ရွက်ပေးနေတယ်လို့အခုလက်ရှိဖြစ်ပေါ်သွားတဲ့ငလင်ကိုအကြောင်းပြပြီး page 2တွေကနေအလူခံနေကြတဲ့သူတွေကိုလည်းခိုင်နေဝေကအသိပေးပြလာခဲ့ပါတယ်။အခုချိန်မှာငွေကြေးလိမ်ညာကောက်ခံနေတဲ့ပုံမှာတော့ခိုင်နေဝေကအခုလိုပဲပြောဆိုအသိပေးလာခဲ့ပါတယ်။ခိုင်နေဝေကအခုကအားလုံးဒုက္ခရောက်နေကြတဲ့အချိန်မှာပျက်စီးဆုံးရှုံးမှုကလည်းများတယ်။နိုင်ငံတကာကအကူအညီလေးလိုအပ်တဲ့အားလုံးကစုပေါင်းပြီးတော့အကူအညီထောက်ပံ့ပေးရမယ့်အချိန်ပါအလင်းညာတွေမလုပ်ကြပဲထိထိရရောက်လုပ်ကြဖို့အရေးကြီးပါတယ်။အခုက page 2တွေကနေငွေကြေးလိမ်လဲကောက်ခံတာတွေရှိနေတာပေါ့။ဒါမျိုးမလို့စီချင်မအောင်အားလုံးကအခက်အခဲကိုစင်နဲ့ဒုက္ခရောက်နေကြတာပါဆိုပြီးတော့ခိုင်နှင်းဝေကပြောပြလာပါတယ်။ခိုင်နှင်းဝေကတော့အခုဆိုရင်သူမကိုယ်တိုင်ရှေ့ဆုံးကနေထိထိရရောက်ဖြစ်အောင်ကူညီပေးနိုင်အောင်စ조사နေပြီဖြစ်ပါတယ်။မြင်းကလင်ဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှုများခဲ့ရတဲ့နေရာတွေကတော်တော်များများဖြစ်ခဲ့ရပြီးပြန်တန်တဲ့မြင်းကလင်တန်းကြောင့်နေပြည်တော်မှာလည်းအခြေအနေအတော်ကိုဆိုးရခဲ့ပါတယ်။စစ်တွေမန္တလေးနေပြည်တော်ကတော့အခုလက်ရှိမှာအရန်ကိုချိတ်ခါပျက်စီးဆုံးရှုံးခဲ့ရတာပါ။အခုလိုကြုံတွေ့ခဲ့ရတဲ့နေရာတွေအတွက်ဝမုံရွှေကလည်းရှေ့ဆုံးကနေပါဝင်လူတန်းထောက်ပံ့ပေးခဲ့ပြီးဝမုံရွှေကပျက်စီးဆုံးရှုံးမှုများခဲ့တဲ့နေပြည်တော်ကိုလည်းသူကရိုင်းသွားရောက်ကလူတန်းထောက်ပံ့ပေးခဲ့တယ်လို့အခုဆိုရင်အနုပညာရှင်အတိုင်းဝိုင်းကသူတွေကအကုန်ဝိုင်းပြီးတော့လူတန်းထောက်ပံ့ပေးနေကြတာပါမြင်းကလင်းတန်းကြောင့်ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့မန္တလေးအတွက်ကိုချိုမင်းကလည်းမလေးရှားကနေရရှိလာခဲ့တဲ့အလူငွေတွေကနေ300ကိုလူတန်းထောက်ပံ့ပေးသွားမယ့်အကြောင်းကိုလည်းကိုချိုမင်းကသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေအတည်ပြုလာခဲ့ပါတယ်။အခုစိန်ခိုင်နေဝေကစီးရုံအတွက်လွယ်နေတဲ့မီးစက်တလုံးကိုဝယ်ယူလူတန်းပေးခဲ့တယ်လို့သူမကိုယ်တိုင်တော်ရောက်ကအားပေးခဲ့ပါတယ်။ခိုင်နေဝေကတော့ကျင်းနေဆိုရခဲ့ရတဲ့နေရာတွေစီကိုဦးစားပေးထောက်ပံ့ပေးသွားမှာဖြစ်ပြီးအချိန်နဲ့တပြေးညီလူတန်းပေးမယ်လို့လည်းပြောဆိုထားပါတယ်။အနုပညာလုပ်လေးတွေမှာရောပရာဟိတလုပ်လေးတွေမှာပါအောင်မြင်မှုတွေရရှိနေပြီးပရိယတ်ရဲ့အပေးမှုတွေကိုအပြည့်အဝရရှိထားတဲ့ခိုင်နေဝေကတော့အခုစိန်လေနိုင်အားတဲ့ဘက်ကနေ9ရက်သားသမင်းတွေနဲ့စုပေါင်းလူငွေတွေနဲ့တွားရောက်က grant ထောက်ပံ့ပေးနေရကိုတွေ့ရမှာဖြစ်ပါတယ်။အခုစိန်မြင်းကလင်းတန်းကြောင့်ဘေးတင်ခဲ့ရတဲ့နေရာတွေကိုအနုပညာရှင်အတိုင်းဝိုင်းကသူတွေကလည်းတက်အားတဲ့ဘက်ကနေလူတန်းထောက်ပံ့ပေးနေကြပါတယ်။ဟေဝယန်ကလည်းငလင်းကြောင့်ပျက်စီးဆုံးရှုံးရတဲ့နေရာတွေကိုလူတန်းထောက်ပံ့ပေးခဲ့ပြီးသွားတော့အချင်းကြီးဆိုတဲ့နေရာတွေကိုထပ်ပြီးတော့လည်းလူတန်းပေးသွားမယ်လို့ပြောဆိုထားပါတယ်။အခုလက်ရှိမှာတော့ခိုင်နေဝေကပရာဟိတလူလေးတွေကိုစ조사ပြီးတော့လုပ်ကိုင်နေလျက်ရှိပါတယ်။